လာပါအခုတစ်ခေါက်မှာတော့ Euro number 1 brand ဖြစ်တဲ့ Beko ရေခဲတက်တာများအကြောင်းကို sharing ပြုလုပ်ပေးမှာပဲဖြစ်ပါတယ်ကျွန်မကတော့တိတ်ပါBeko ရေခဲတက်တာတွေမှာဆိုရင်ရွေးချယ်စရာအနေနဲ့2 door 4 door side by side ဆိုပြီးတော့ရှိပါတယ်လီတာတွေအနေနဲ့200လီတာကနေပြီးတော့600လီတာအထိရှိတော့လူကြီးမင်းတို့စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်Beko ရေခဲတက်တာတွေကိုဘာကြောင့်ရွေးချယ်သင့်တယ်လဲဆိုရင်တော့ခင်မီတဲ့နည်းပညာတွေနဲ့ပြုလုပ်ထားတဲ့စက်မိုင်နဲ့ညီညွတ်တဲ့ function တွေကြောင့်ပဲဖြစ်ပါတယ်Beko ရေခဲတက်တာတွေမှာပါဝင်တဲ့ Harvard Fresh Function ဟာဆိုရင်တဘာဝအတိုင်းမနက်နေ့ည lighting 3ရောင်ချိန်ပြီးတော့ဟင်းသီးဟင်းရွက်တွေမှာပါဝင်တဲ့ vitamin တွေကိုကြာရှည်စွာထိမ့်သိမ်းပေးထားနိုင်တာကြောင့်အာဟာရပြည့်ဝပြီးကျန်းမာရေးနဲ့ညီညွတ်တာစားသုံးနိုင်မှာပဲဖြစ်ပါတယ်။ Beko ရေခဲတက်တာတွေအားလုံးမှာအသုံးပြုပေးထားတဲ့ Neo Frost Dual Cooling Function ဟာဆိုရင် fan နှလုံးနဲ့အလုပ်လုပ်ပေးမှာပဲဖြစ်ပါတယ်။သူ့ရဲ့အားသာချက်ဟာဆိုရင်တခန်းနဲ့တခန်းကိုအနံ့ရောမှုမရှိအောင်ပိုက်ခြားပေးတဲ့ Digital AE ခံစနစ်ပဲဖြစ်ပါတယ်။ Active Red Blue Light Function ဟာဆိုရင်ဟင်းသီးဟင်းရွက်တွေရဲ့လက်ဆက်မှုနဲ့ vitamin ကိုရက်30ကြာထိမ့်သိမ်းပေးထားမှာပဲဖြစ်ပါတယ်။ရေခဲတက်တာအတွင်းပိုင်းမှာဖြစ်တတ်တဲ့ရေသီးရေပေါက်ထခြင်းကိုလည်းကာကွယ်ပေးမှာပဲဖြစ်ပါတယ်။ Beko 4 ရေခဲတက်တာတွေမှာပဲပါဝင်တဲ့ Multi Zone Function ဟာဆိုရင်တိကျအခန်းတစ်ခုပဲဖြစ်ပါတယ်။လိုအပ်ချက်ပေါ်မူတည်ပြီးတော့ -24 degree Celsius ကနေ +10 degree Celsius အတွင်းအေးခန်းသို့မဟုတ်အခဲခန်းဖြစ်ပြောင်းလဲသုံးပြနိုင်မှာပဲဖြစ်ပါတယ်။ကျန်းမာရေးနဲ့ညီညွတ်ပြီးခေတ်ရှည်ပြေးတဲ့ function တွေပါဝင်တဲ့ Beko ရေခဲတက်တာတွေမှာဆိုရင် Randy ဘိုင်းအနေနဲ့ compressor ကို12 year Randy ပေးထားတဲ့အပြင် standard Randy အနေနဲ့1 year Randy ပေးထားပါသေးတယ်။ quality ဘိုင်းရော Randy ဘိုင်းမှာပါစိတ်ချရတဲ့ Beko ရေခဲတက်တာ series တွေပဲဖြစ်ပါတယ်။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့အိမ်သုံး electronic ပစ္စည်းတွေရဲ့အကြောင်းကိုပုံမှန် sharing ပြုလုပ်ပေးနေမှာဖြစ်တဲ့အတွက်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။